ဘုန်းကြီးတို့ရှေ့မှာစိုးရင်စရာတွေငိုစရာတွေဆိုတာကအရန်နဲ့စောင့်နေပါတယ်ဘုန်းကြီးတို့ဟာစိုးရင်စရာတွေငိုစရာတွေအခြေအနေတွေကိုတော့တန်တမတ်မတ်သွားနေတာမလွဲနိုင်ဘူးစိုးရင်စရာတွေငိုစရာတွေဆိုတာဘာပြောရအောင်ဆိုပျက်စီးမှုကိုပြောတာဘုန်းကြီးတို့အကြောင်းအရာဆုံးအထိတ်လန့်ဆုံးပျက်စီးမှု2မျိုး3မျိုးဟုတ်လား2မျိုးဆိုတာကတော့နေသားထိုင်သားရှိမှုကျမ်းမာရေးပြက်ခြင်းရယ်တော့ရှင်သန်မှုပြက်တဲ့ဆိုတဲ့သေခြင်းရယ်ဒီနှစ်ခုကိုပြောတာ3မျိုးဆိုတာကနောက်ထပ်1မျိုးထပ်ထည့်လိုက်ဘယ်အမျိုးလေးကြောက်သေးတော့နောက်ထပ်ချစ်သူတွေနဲ့ကိုယ်ရမှာကြောက်လိုက်တာဟုတ်လားချစ်သူတွေကသက်ရှိလဲရှိတယ်သက်မဲ့လဲရှိတယ်အဲ့တော့သောကပရိဒေဝနံတမတိကမာယစိုးရင်စရာတွေငိုစရာတွေကြုံလာတဲ့အခါမှာစိုးရင်ခြင်းကိုကြွေးခြင်းကနေပြီးတော့လွန်မြောက်သွားစေလိမ့်မယ်ဆိုတဲ့ဒီအကျိုးရလဒ်လေးကိုပြောတိုင်းနားလည်အောင်စဉ်းစားတိုင်းငါတို့မှာစိုးရင်စရာတွေငိုစရာတွေရှေ့မှာစောင့်နေတယ်ကိုယ့်ကိုစစ်ဆေးဖို့မင်းစိုးရင်မလားမစိုးရင်ဘူးလားမင်းငိုမလားမငိုဘူးလားဆိုတဲ့အဖြေလေးတစ်ခုသူကထုတ်ခိုင်းမှာနော်အဲ့ဒီချိန်ကျရင်ကျုပ်တို့ရေဘူးရသဘောအဖြစ်ဘယ်ဖြေတွေပဲထုတ်ကြမှာတော့စိုးရင်ချင်းငိုကြွေးခြင်းဆိုတဲ့အဖြေစိုးတွေပဲထုတ်ကြမဲ့လူများတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပျက်စီးသွားတဲ့အရာတွေရဲ့အပေါ်မှာကျွတ်တို့ဆွဲမဲ့မှုကင်းအောင်မလုံးနိုင်သေးလို့ဟုတ်လားဆွဲမဲ့မှုမကင်းတဲ့လူဟာ तू ဆွဲမဲ့တဲ့အရာပြက်ပြီဆိုတာနဲ့ तू ဆိုရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဒါသဘာဝပဲလို့တိတ်တသုတ်တန်နေ့ဟောတုန်းကဘုန်းကြီးပြောခဲ့တာမှတ်မိလားမသိဘူးအဲ့ဒါတရားစစ်ခြင်းတစ်မျိုးပဲနော်ဟုတ်တယ်မဟုတ်လားဒါသဘာဝပဲသာသနာမှာပြင်းကြီးညီးငွေ့နေတဲ့တိတ်တမထေကိုမြတ်စွာဘုရားဟောတာလေဆွဲမဲ့မှုကင်းတဲ့လူဟာဘာတွေဘလို့ပြက်လို့မှသူ့စိတ်မှာဆင်းရဲတယ်ပင်ပန်းတယ်ပူလောင်တယ်ဆိုတာမရှိဘူးဒါလည်းပဲသဘာဝပဲလို့ပြောတာအဲ့တော့ဘုန်းကြီးတို့ကသတိပဋ္ဌာန်တရားကိုအားထုတ်ခြင်းအဖြစ်ကိုဆွဲမဲ့တဲ့အရာတွေရဲ့အပေါ်မှာအမှန်ကန်နားလည်မှုတွေမြင်မာလာတယ်တကယ်တမ်းကိုဆွဲမဲ့နေတဲ့အရာတွေကဆွဲမဲ့စရာကောင်းတဲ့အရာတခုမှပါတာမဟုတ်ဘူးသူကအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေပဲဒါပေမဲ့ကျွတ်တို့ကနားမလည်တဲ့အခါကျတော့နားလည်မှုကိုဆွဲမဲ့မှုကိုရှော့ချနိုင်တဲ့အဆင့်ထိနားလည်မှုကိုမမြင့်တင်နိုင်တဲ့အတွက်ကြောင့်ကျွတ်တို့ရဲ့စိတ်ကမဖြစ်နေတော့ဆွဲမဲ့နေတယ်အဲ့ဒီဆွဲမဲ့ခြင်းကပဲပျက်စီးမှုနဲ့တွေ့တဲ့အခါမှာကျွတ်တို့ကိုစိုးရင်ခြင်းကိုကြွေးခြင်းဆိုတဲ့အဖြေစိုးတစ်ခုကိုထုတ်စေမှာအဲ့ဒီနီးနဲ့ကျွတ်တို့စိုးရင်ကြမှာအဲ့ဒီနီးနဲ့ကျွတ်တို့ငိုကြရမှာနော်ငါစိုးရင်မဲ့လူလားငိုမဲ့လူလားဟုတ်မဟုတ်ဆိုတာကိုနော်ဘယ်အတိုင်းတာထိနော်ဒီသဘာဝတရားတွေအထူးသဖြင့်ဒီပျက်စီးသွားမဲ့အရာတွေရဲ့ပုံမှာငါဘလောက်နော်မသိဘဲနဲ့မိုက်ပြီးတော့ဘလောက်ဆွဲထားသလဲဆိုတာကိုကိုပြန်ပြီးတော့မေးဖို့ပဲဟုတ်လားကျွတ်တို့ဆွဲနေတဲ့အရာတွေဆွဲမဲ့နေ